ပြည်သူကြနဲ့မတူပဲအခုအချက်တွေကြောင့်အမှုပညာလောကမှာနာမည်ကြီးတစ်ယောက်ဖြစ်လာတော့မဲ့စစ်လုံးဝတီထက်အခုလက်လောမှာတော့ကျမတို့ရဲ့အချက်တော်အမှုပညာရှင်တွေရဲ့ရင်သွေးလေးတွေကိုမီဒီယာတွေတော်များများကပွဲထုတ်လာကြတာကိုသတိထားမိကြမှာပါမိဘတွေရဲ့ချောလာမွေတွေကိုစက္ကန့်ထားကြသူတွေပြီးအားလုံးကချောမောလာပကြသူတွေအဖြစ်ကြီးပြင်းလာခဲ့ကြတာကတော့အမှန်ပါပဲတချို့ကလည်းငယ်စဉ်ကတည်းကအမှုပညာအလုပ်တွေလုပ်ရင်းနဲ့ပရိသတ်တွေနဲ့ထိတွေ့ကြပြီးဖိတ်တအားပေးနေတဲ့အမှုပညာရှင်တွေအဖြစ်လုပ်ကင်နေကြပါတယ်ပြီးတော့အရွယ်ရောက်လာလို့အမှုပညာရှင်တွေအဖြစ်မြင်တွေ့ကျင်ကြတဲ့မျိုးဆက်သစ်တွေထဲမှာစစ်လုံးဝတီထက်နဲ့ပြည်သူကြလေးတို့ကထိတ်ဆုံးကပါနေမယ်ထင်ပါတယ်မင်းသမီးကြီးထက်မိုးဦးရဲ့သမီးလေးဖြစ်သူစစ်လုံးဝတီထက်ကငယ်စဉ်ကတည်းကမေမေအမွေကိုစက္ကန့်ထားသူပြီးကြုံညာတွေရိုက်ကူးရင်းနဲ့ပရိသတ်တွေရဲ့အချစ်ကိုတိမ်ကြုံရရှိထားသူလေးဖြစ်ပါတယ်အိမ်မှာတည်တက်တဲ့စစ်လွန်လေးကရရှိလာတဲ့အမှုပညာကျေးလေးတွေကိုလည်းမိဘတွေကိုပြန်လည်ပြီးတော့ကန်တော့တက်သူလေးဖြစ်ပါတယ်ငယ်စဉ်ကချစ်စရာကောင်းခဲ့တဲ့စစ်လွန်လေးကခုဆိုရင်တော့အရွယ်ရောက်လာသွေးကြွယ်တဲ့အလှပိုင်ရှင်လေးဖြစ်နေပါပြီအမှုပညာအလုပ်တွေကိုလုပ်ကင်နေသလိုတစ်ဖက်မှာလည်းចောင်းစာတွေကိုမလဲရအောင်စ조사ရင်းနဲ့အခုဆိုရင်တော့စစ်လွန်ဝတီထက်ကဘွဲရလူနိုင်ခဲ့ပါတယ်အမှုပညာမှာသာမကចောင်းစာမှာလည်းထူးချွန်တဲ့အစင်းဝတီထက်လေးကမေမေထက်မိုးဦးလိုကြုံညာဘူးရင်မကြီးချစ်ချင်တယ်လို့လည်းပြောထားခဲ့ဘူးပါတယ်အခုမိခင်ဖြစ်သူထက်မိုးဦးနေမကောင်းချိန်မှာလဲမိခင်လက်ခံထားတဲ့ကြုံညာတွေကိုအစားထိုးရိုက်ကူးပေးရင်းနဲ့မိမိကိုတစ်ဖက်တလန်းကနေကူညီပေးနေလို့မိခင်ရဲ့နေရာမိခင်အမွေကိုတကယ်ကိုစက္ကန့်တော့မဲ့အမှုပညာရှင်တယောက်ဖြစ်မြင်တွေ့ရနိုင်ဖွယ်ရှိနေပါတယ်ပရိသတ်တွေကစစ်လုံးဝတီထက်လိုပဲအမှုပညာအလုပ်တွေကိုလုပ်ကင်စေခြင်းတဲ့သူတွေကတော့ပြည်သူသားလေးဖြစ်ပါတယ်အမှုပညာအလုပ်တွေကိုရက်နားထားတဲ့ပြည်သူဦးနဲ့အင်ဂျာကျော်စင်တို့ဇနီးမောင်နှံကတော့တော်ယုံတန်ယုံမီဒီယာတွေရှေ့ပရိသတ်တွေရှေ့ထွက်မလာတော့တာကြောင့်လဲသူတို့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုပရိသတ်တွေကသိပြီးတော့မမြင်တွေ့ရတော့ပါဘူးပြည်သူဦးတို့ရဲ့မိချော်လေးပြည်သူကြကလည်းအခုဆိုရင်တော့အရွယ်ရောက်ပြီးတော့အပြိုပေါက်လေးတစ်ယောက်ဖြစ်နေပါပြီမန္တလေးငလျင်ဘေးမှာမိဘတွေနဲ့အတူလာရောက်ပြီးအားပေးစကားပြောခဲ့တဲ့အချိန်ကြမှသာပရိသတ်တွေကပြည်သူတာလေးရဲ့ဒီအရွယ်ရောက်နေမှန်းသိလိုက်ရပါတယ်မိကောင်ပေါက်မလေးဖြစ်နေတဲ့ပြည်သူကြလေးကတော့ပရိသတ်တွေနဲ့တပ်ပုံတွဲရတဲ့အချိန်မှာလည်းအရန်ကိုရှက်နေတာတွေ့ရပါတယ်မီဒီယာတွေရှေ့ပရိသတ်တွေရှေ့မထွက်တာကြောင့်လဲကင်မရာတွေကိုစိမ့်နေတာဖြစ်နိုင်ပါတယ်ချစ်စရာကောင်းတို့ဖေမေမေရဲ့လက်တရားတွေကိုရရှိထားတဲ့ပြည်သူကြလေးကအရွယ်ရောက်ချိန်မှာတော့တကယ့်ကိုလက်တရားတွေနဲ့ပြည့်စုံနေပါပြီအခုလိုပရိသတ်တွေရှေ့ထွက်ပေါ်လာချိန်မှာပြည်သူတာလေးကိုချစ်စရာကောင်းလို့ဝိုင်းပြီးတော့ချစ်ခင်အားပေးကြသူတွေကတော့အမှုပညာအလုပ်တွေကိုလုပ်ဖို့အတွက်တိုက်တွန်းပြောဆိုနေကြပါတယ်အခုအရွယ်ထိပြည်သူကြလေးကအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ကင်တာတော့မတွေ့ရသေးပါဘူးနော်ပညာရေးကိုဦးစားပေးကြတဲ့မိဘတွေပေးပြီးပြည်သူကြလေးကိုပညာရေးအဓိကဖြစ်ပြီးတော့အမှုပညာလုပ်တွေကိုတော့လက်တလုံးမှာပြုလုပ်ခွင့်မရှိသေးတာဖြစ်မယ်ထင်ပါတယ်ပြည်သူကြလေးကမိဘဖြစ်သူပြည်သူဦးနဲ့အင်ဂျာကျော်စင်လို့အမှုပညာရေးသွေးတွေပါနေမလားဆိုတာကတော့ဆက်ပြီးတော့စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ပြည်သူကြကငလျင်ဘေးမှာအခက်ခဲဖြစ်နေသူတွေကိုလာရောက်တွေ့ဆုံစစ်မှာလဲသူမရဲ့ရှက်နေ